အင်ကြီးတစ်ထည်ကိုချုံမယ်ဆိုလို့ရှိရင်မူလပတ်တန်ဖြစ်တဲ့နောက်ချက်ပတ်တန်ကအရန်အရေးကြီးတယ်အဲ့တော့အမရဲ့အကောင့်တွေဖြစ်တဲ့ YouTube channel မှာရော TikTok channel မှာရောတော်တော်များများကလိုက်ပြီးတော့လေ့လာနေတာတွေ့လို့အမနောက်ချမ်းလေးကိုဒီနေ့မှာတင်ပြလိုက်မယ်ကဲအဲ့တော့အမတို့တွေကအရင်ဆုံးနောက်ချမ်းမှာအမတို့နောက်ချမ်းရဲ့ကိုယ်တွေကိုတွက်မယ်ပေါ့နော်တွက်ပြီးလို့ရှိရင်မတို့နောက်ချမ်းကိုပတ်တန်ဆွဲမယ်အဲ့တော့အရှိလုံးမယ်အရှိကတော့အမရဲ့နောက်ချမ်းပတ်တန်မှာအရှိရအမကဘယ်လောက်ရှိလဲဆိုလို့ရှိရင်အမ18ရှိတယ်18မှာမှတ်လိုက်မယ်နော်ဒီမှာ18မှတ်ထားတယ်အဲ့နေရာလေးမှာအမတို့ကတင်မြင့်ကိုဆွဲမယ်တယောက်နဲ့တယောက်ကိုယ်တိုင်းတော့တာမတူဘူးနော်သူတို့တွက်လာတဲ့ရလက်ပုံမူတည်တွက်တာပေါ့နော်ဒါဆိုလို့ရှိရင်တင်မြင့်လေးပြီးပြီအဲ့နေရာမှာအမတို့အမရဲ့တင်ကဘယ်လောက်လဲဆိုရင်6ခွဲရှိတယ်6.4မမှတ်လိုက်ပြီမှတ်ဘူးအားကြီးဆိုလို့ရှိရင်အမအဲ့ဒီမှာ6.4เนาะမှတ်ပြီးပြီဆိုလို့ရှိရင်မတို့အဲ့ဒီမှာတော့မြင်းဆွဲထားတဲ့နေရာလေးကနေ6စိတ်အပေါ်ကိုထောင်းတက်သွားတာเนาะဒီမှာအမ6စိတ်အပေါ်ကိုထောင်းတက်သွားတယ်မှတ်ထားအတိုင်းလေးပဲမှတ်ထားအောင်ပြီးလို့ရှိရင်မတို့တွေကအဓိကဖြစ်တဲ့ပခုံးအမကပခုံးဘယ်လောက်ထားမယ်ဆိုရင်ခွန်ခွဲလောက်မှထားမယ်เนาะခွန်ခွဲဆိုတော့အမတို့ဒီခွန်ခွဲဆိုတော့အမတို့တွေခွန်ခွဲနေမှာမှတ်လိုက်ပြီဟုတ်ပြီဒါဆိုလို့ရှိရင်အမတို့တွေကအဲ့ဒီကနေမှအောက်ကိုအမတို့ကတလက်မခွဲမြင်းချောင်းတစ်ချောင်းဆွဲလိုက်အောက်ကိုချမှာနော်ဟုတ်ပြီအဲ့လိုချမယ်ပြီးမှတ်ထားအဲ့ဒီမြင်းလေးနဲ့ဒီဘက်ကပခုံးထိပ်ပေါ့နော်အမားတို့မှတ်ထားတဲ့ကိုယ်ရဲ့ထိပ်လေးနဲ့ဆွဲချလိုက်မြင်းဆောင်လေးကဲဒါဆိုလို့ရှိရင်အမားတို့တွေပခုံးပြီးပြီကဲပြီးရင်မြင်းကတော့ဒီမူလပတ်တန်ထိပ်ကနေပြီးတော့အောက်ကို6လက်မနေရာမှာအမားတို့ရင်မြင်းနော်ဒီထိပ်ကနေပြီးတော့6လက်မနေရာမှာအမားတို့ရင်မြင်းကိုဆွဲမယ်ဟုတ်ပြီနော်ကဲအဲ့တော့မတို့တွေရင်မြင့်လေးကိုဆွဲရအောင်ရင်ဘယ်လောက်ရှိလဲကိုယ့်ရဲ့ရင်ဆိုင်ရှိလားဘသူရဲ့ရင်ဆိုင်ဖြစ်ပေါ့နော်ဟုတ်ပြီအမကတော့10လောက်မှတ်လိုက်မယ်နော်10မှာမှတ်မယ်ကဲဒါဆိုလို့ရှိရင်10မှာမှတ်ထားမယ်ပြီးလို့ရှိရင်သူ့ကိုမှတ်တဲ့ခါကျလို့ရှိရင်မြင်းညောင်ကိုရှေ့သာဆွဲတာအမတို့ဂျိုင်းဆွဲတဲ့ခါကျရင်လိုအပ်မှာဆိုလို့နော်ဒါဆိုလို့ရှိရင်အမတို့မှတ်ထားပြီးပြီဒါဆိုရင်အမတို့ခါမှတ်မယ်စောနာအမပြောတဲ့အတိုင်းမူလားပခုံးထိပ်ကနေပြီးတော့အမတို့တိုင်းမယ်ကဲဒါဆိုလို့ရှိရင်အဲ့ရနေတော့အမတို့15နေရာပေါ့နော်15နေရာမှာအမတို့ကခါမြင်းလေးကိုဆွဲမယ်ဒီမှာနော်ခါဘယ်လောက်ရှိလဲကိုယ့်ရဲ့ခါကအမကတော့6လက်မလောက်ထားလိုက်မယ်နော်6လက်မကဲဒါဆိုလို့ရှိရင်ခါမြင်လေးသူ့ကိုလည်းရှည်လေးဆွဲတာအမတို့တွေပြီးရင်တခါတည်းမှာဒါခါမြင်အမှတ်သားပြထားပြီဒါခါမြင်တခါတည်းမှတ်ထားနော်ခါမြင်ဆိုပြီးတော့ကိုတိုင်းနေရအမျိုးမျိုးရှိတယ်တယောက်နဲ့တယောက်ကိုယ်တွေကမတူဘူးနော်ဒါကအမခုပြတာလုံးဝအခြေခံလေးပဲနော်ကဲဒါဆိုလို့ရှိရင်အမတို့တွေရင်ဆိုလို့ရှိရင်လည်းရင်မြင်လေးဆွဲထားမယ်ဟုတ်ပြီနော်အမကအမရင်မြင်မှာရင်က30ပေါ့နော်ဒါ30ဒါမှာဒါဆိုလို့ရှိရင်ရင်မြင်းလေးဆွဲလို့ပြီးပြီဒါဆိုလို့ရှိရင်ပြီးပြီဆိုတော့အမတို့တွေဂျိုင်းဆွဲမယ်ဆိုတော့အမကဂျိုင်းဘယ်လောက်ရှိလဲဆိုလို့ရှိရင်အမကခွန်ခွဲရှိတယ်ပေါ့နော်ခွန်ခွဲဒီမှာအဲ့ဒီခွန်ခွဲကိုဒီမှာပခုံးထိတ်နဲ့စောနာကရင်မြင်းထိတ်နဲ့ကိုအမတို့မြင်းဆောင်လေးဆွဲလိုက်ကဲဆွဲလိုက်ပြီကဲဆွဲပြီးဆိုလို့ရှိရင်အမတို့ထောက်ချိုးကလေးပေါ့နော်ထပ်ဆွဲမယ်ကဲဒီမှာကြည့်တာနော်ဒါကတော့မြင်းမက်ကလေးတောက်ချိုးလေးဆွဲလိုက်မယ်ကဲဒါဆိုလို့ရှိရင်ဒီမှာဂျိုင်းကဒီမှာတောက်ချိုးလဲချိုးပြီးပြီဆိုတော့ကဲဒီမှာနော်ရင်မြင်းဒါကခါမြင်းဒါလေးကကြတော့တင်မြင်းဟုတ်ပြီနော်ဒီမှာတင်မြင်းက6စိတ်အပေါ်ကိုတက်ထားတယ်နော်တက်ထားတွေ့လားဒီမှာပြီးလို့ရှိရင်မတို့တွေကအဲ့ဒီ6စိတ်ကနေတဝက်ဝက်နော်6စိတ်တဝက်ဝက်ဆိုအဲ့ဒီတင်မြင်းအမက6ခွဲရှိတယ်ဆိုတော့အဲ့6ခွဲကိုတဝက်ဝက်မယ်စောနာတကယ်လို့10ရှိရင်10ကိုတဝက်ဝက်ရင်တော့9လက်မပေါ့အမက6ခွဲဆိုတော့6ခွဲကိုတဝက်ဝက်ပြီးမှတ်လိုက်တော့လားအဲ့ဒီမှတ်ထားတဲ့နေရာနဲ့စောနာတက်ထားတဲ့6စိတ်လေးနဲ့ဆက်လိုက်ဒါခါလေးတိမ်ဝမ်းအောင်လုပ်တာနော်ဒါရဲ့အမပြီးရင်ဆက်ပါနော်ဟုတ်ပြီနော်အဲ့တော့ဒီမှာရှင်ကနေခါမဆက်မယ်ပေတံလေးနဲ့ပဲဆက်အောင်နော်ဒါအခြေခံဆိုတော့လေခါနဲ့တင်ကိုဆက်လိုက်ပြီကဲဒါဆိုရင်ကိုလုံးလေးထွက်လာပြီနော်ကိုလုံးလေးဟုတ်ပြီနော်စိုက်ကအမျိုးမျိုးရှိတယ်နော်ကဲအဲ့တော့အမတို့ဒီမှာရင်ပြီးပြီခါပြီးပြီတင်ပြီးပြီဆိုတော့မြင်းလဲဆွဲပြီးပြီဆိုတော့ဂျိုင်းသွားမယ်ဂျိုင်းဒီမှာတို့လာဒီအကြောင်းလေးဒါလေးကိုအမတို့3ပုံပုံလိုက်မယ်3ပုံပုံမယ်ပေါ့နော်အဲ့ဒီမှာဘယ်လက်မရှိလဲရှိတဲ့လက်မကိုအမတို့ရ3ပုံပုံလိုက်နော်9လက်မရှိရင်9လက်မကို3ပုံပုံပြီးအမှတ်မှတ်10လက်မရှိရဆို10လက်မကို3ပုံပုံပြီးအမှတ်မှတ်အဲ့လိုလေးတွေမှတ်ကြမယ်နော်6လက်မရှိရဆိုလဲ6လက်မကို3ပုံပုံလိုက်အမှတ်မှတ်ဥပမာ6လက်မဆိုလို့ရှိရင်တပုံ2လက်မစီကြမှာပေါ့နော်အဲ့လိုမျိုးလေးတွေအမှတ်မှတ်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာ3ပုံပြီးရင်တော့မတို့တွေပေကွေးလေးနဲ့ဂျိုင်းလေးကိုမတို့ပုံဆွဲလိုက်မှာပေါ့နော်ဂျိုင်းပုံလေးဆွဲလိုက်မယ်တကယ်လို့ပေကွေးရှိတဲ့လူတွေကပေကွေးနဲ့ဆွဲပေကွေးမရှိတဲ့လူတွေကပေကွေးနဲ့မဆွဲဘဲနဲ့လက်နဲ့မှန်းဆွဲလဲရတယ်ဘာမှမဖြစ်ဘူးနော်ကဲဒီမှာနော်ဒီမှာအမနီးကပြမယ်ဒီမှာ
အဲ့ဒီမှာ3ပုံပုံထားတဲ့မှာကြည့်နော်အဲ့ဒီမှာအောက်ဆုံးပုံမှာမတို့ကမြင်းလေးကိုဂျိုင်းလေးကိုဆွဲရတာပေါ့နော်ဒီလိုမျိုးလေးဆွဲရတယ်ပေါ့ဒါလေးကိုဆွဲလက်နဲ့ဆွဲတဲ့လူကလည်းလက်နဲ့ဆွဲပေကွေးမရှိလဲဘာမှမဖြစ်ဘူးရေးမကြည့်ဘူးကဲဒီမှာနော်ဒါဆိုလို့ရှိရင်ဂျိုင်းလေးဆွဲလို့ပြီးပြီဂျိုင်းဆွဲလို့ပြီးပြီဆိုလို့ရှိရင်မတို့တွေကကဲလေဘင်းကိုလာမယ်လေဘင်းမှာဆိုလို့ရှိရင်မတို့တွေကပုံမှန်ဆိုလို့ရှိရင်လေဘင်းတွေဘာတွေကျင်းကျင်နေဆိုလို့ရှိရင်တော့ဗောနော်3လမ်းမလောက်ထိဆိုလို့ရှိရင်ဒါလေဘင်းလေးကလောတော့ပဲအမကဒါ3ခွဲယူထားတဲ့ပုံမှန်လေဘင်းပေါ့နော်ပုံမှန်လေဘင်း3ခွဲလောက်မှယူမယ်4လမ်းမဆိုလို့ရှိရင်တော့ဒါနည်းနည်းလေးကျဲမယ်4ခွဲဆိုရင်တော့ဒါကျဲသွားပြီတော့ကိုကြိုက်တဲ့ပေါ်မူတည်ပြီးယူအမကတော့3ခွဲလောက်ယူမယ်နော်ဒါကပုံမှန်လောက်ကိုမှသွားမယ်ဒါကိုယ့်ရဲ့ခန္ဓာကိုယ်စိုက်တဲ့ပေါ်မူတည်ပြီးတော့မတို့ယူတာအောက်ကိုအမတို့2လက်မချမယ်ဒီမှာအောက်ကို2လက်မချဒီအောက်ကနော်ဒီဘေးမြင်းလေးလားဒီဘေးမြင်းလေးကကြတော့3ခွဲပေါ့နော်အမပေါ်မှာစာရေးထားတယ်အတိုင်းယူမယ်ပြီးပြီဆိုလို့ရှိရင်လေဘင်းလေးကိုလည်းအမတို့တွေစောနာလိုပဲပေကွေးရှိတဲ့လူကပေကွေးနဲ့ချပေကွေးမရှိတဲ့လူကကိုဘာသာကိုလက်ကလေးနဲ့လေဘင်းလေးကိုဆွဲလိုက်နော်ဟုတ်ပြီလားအမလက်နဲ့ပဲဆွဲပြလိုက်တော့မယ်နော်ဒီမှာကြည့်အပေါ်ကနေပြီးတော့ပြပြလေးတန်းပြီးဝိုက်ဆံမလို့အဲ့လိုလေအမှတ်လေးတွေလေဒီလားခက်ကြဲကြဲလေးတွေချစ်ပြီးတော့မှဆွဲအဲ့ဒါပို့ပြီးတော့လေကိုင်းလို့ကောင်းတယ်အဝိုက်လိုက်ကြီးလေးဆွဲမဝိုင်းနဲ့ရတယ်အဆက်ကလေးတွေချပြီးမှဝိုက်ကဲဒါဆိုမတို့ပြီးသွားပြီလေဘင်းလည်းပြီးပြီကြောလေဘင်းလည်းပြီးပြီကိုယ်လည်းပြီးပြီဂျိုင်းလည်းပြီးပြီဆိုရင်မတို့ညှက်မယ်နော်ညှက်လိုက်ရုံပဲအဲ့ဒီမြင်းတိုင်းညှက်ဒါကလုံးဝဒါမတို့တွေအင်ဂျီထဲမှာလိုအပ်တဲ့မူလားပတ်တန်ကြောချမ်းပတ်တန်လေးပေါ့နော်ဒါပဲနော်လွယ်တယ်ပေါ့နော်အမလွယ်တဲ့နီးပဲပြတယ်ခက်တဲ့နီးတွေမပြဘူးဘာကြောင့်လဲဆိုတော့တချို့တင်တန်းမတက်နိုင်တဲ့လူတွေရှိလို့ရှိရင်လေလွယ်ကူကူလေးပေါ့နော်အမပြတဲ့ဗီဒီယိုလေးကိုအမတင်ပေးထားတဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့အကုန်လုံးကလိုက်ပြီးလေ့လာလို့ရအောင်လို့နော်မသိတာရှိလို့ရှိရင်လည်းအမအောင်မေးလို့ရတယ်နော်အမတက်နိုင်တဲ့လောက်အားလို့ရှိရင်ဖြေပေးပါမယ်ကဲဒီမှာတွေ့လားနော်ပြီးရင်ပခုံးမြင်ခါရဲ့ညက်ကိုယ်ထဲမှာမညက်တကယ်လို့ပေါ့နော်ပိတ်စကုံမှာကြောက်လို့ရှိရင်လေပတ်တန်လေးတွေဝယ်ပြီးပတ်တန်မှာအရင်စမ်းသီးလားစမ်းပြီးပြီဆိုတော့မှပတ်တန်မှာစိတ်ချရပြီဆိုမှအမတို့လေဒီပိတ်စပေါ်မှာတင်ညှက်နော်ကဲဒီမှာနောက်ချမ်းပတ်တန်နော်ဒီမှာနောက်ချမ်းပတ်တန်လေးပြီးပြီအမရဲ့ဗီဒီယိုကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုအမကအရန်ကျေးဇူးတင်တယ်နော်အမတကယ်တော့အမဒီလိုပညာဒါနလေးလုပ်ချင်တာကြာပြီတော်ပဲဖြစ်သွားတယ်ကဲဒီမှာဒါဆိုလို့ရှိရင်ကြောချမ်းပတ်တန်လေးလည်းပြီးသွားပြီပြီးလို့ရှိရင်မတို့ဒီမှာတခါတည်းရေးထားကြောချမ်း B ဆိုတဲ့သင်္ကေတလေးနဲ့ဒါကြောချမ်းအဲ့ဒါမှတ်ထားမယ်နော်ပြီးလို့ရှိရင်ဒီဘက်မှာတွေ့လားဒါလေးကိုမြားကွေးလေးနဲ့ပြပါဒါလေးတွေကပိတ်ခောက်သင်္ကေတလေးနော်ဒါပိတ်ခောက်သင်္ကေတဒါရင်စေးချုပ်လဲရတယ်ရင်ပုံးချုပ်မယ်ဆိုလဲရတယ်ပေါ့နော်ရှေ့ကွယ်တွေအမျိုးမျိုးချုပ်လို့ရတယ်ဒါပိတ်ခောက်သင်္ကေတနဲ့သွားတယ်မူလပတ်တန်ကြောချမ်းပတ်တန်လေးဖြစ်ပါတယ်အမရဲ့ဗီဒီယိုကြည့်ပေးတဲ့သူအားလုံးကိုအမကကျေးဇူးအများကြီးတင်ပါတယ်အမရဲ့ဗီဒီယိုကိုကြည့်ရတာအကျိုးကျေးဇူးရှိမယ်ဆိုလို့ရှိရင်အမကို TikTok မှာလည်း follow လုပ်ပြီးတော့ YouTube မှာလည်း subscribe လေးလုပ်ခဲ့ပေးကြပါအောင်เนาะဒီနေ့တော့ဒီလောက်ပါပဲဒီမှာเนาะပခုံးပြီးရင်ပြီးလို့ရှိရင်ပခုံးမှာဆိုလဲအောက်ကိုတစ်ခွဲချဒီမှာเนาะရင်ပြီးရင်ဒီမှာခါမြင့်တင်မြင့်เนาะအကုန်လုံးเนาะတစ်ခုချင်းစီအမရှင်းပြထားတယ်เนาะဒါကိုလည်းဒီမှာအပေါ်တောင်တက်ဖို့မမေးနဲ့ဒီမှာရင်မြင့်ချိုင်းမြင့်အကုန်လုံးเนาะမသိတာရှိအကုန်မေးခဲ့လို့ရတယ်သိလားเนาะ